ကဲငါကောင်ကြီးထုံးစံတိုင်းတစ်လုံးပဲပေါ့ဟုတ်လား လေးလုံး ဟမ်လေးလုံးဟာ ဒီကျွန်တော်ပလင်းလေးနဲ့ပြကျွန်တော်ပြန်လာပြီး အာမင်းကမဟုတ်သေးပါဘူးဟဲ့အောင်နေတလောက်ပြင်းတာနော်မင်းလေးလုံးသာတောက်လိုက်လို့တခါရှော့သွားမှာဘောဟဲ့ကောင်တော့ငါမရောဘူးဟဲ့အောင်အဲ့လောက်ဆိုတော့မရောဘူး ဦးမို့ရဲ့ကျွန်တော်တယောက်တည်းဘယ်လိုလုပ်လေးလုံးတောက်ပါလဲ ဟော ကျွန်တော်ကောင်လေးနဲ့တောက်လို့ပေါ့ ဟောအေး ပြီးတော့မီးရောပါရ ဟောမင်းကဒီဆိုင်မရောက်ဘူးလားကြာနာငါဆိုင်မှာရှိတဲ့အမီးတွေကတော့ရှိတာပေါ့ကွာ အေးဟိုချင်းပေါင်းလေးနှစ်ထုပ် အေးဟုတ်ပြီရှိတယ်လေတခြားတော့မင်းဒီမှာ ready made ထုတ်လေးတွေရှိတယ်ကွာပြီးဟိုယုံဆက်ကြော်လို့ရှိတယ်လေ အဲ့ဒါဦးမို့ရဲ့ဘုံဆိုင်မှာရှိတဲ့မီးတွေမျိုးကိုနှစ်ပွဲစီထည့်တယ် တစ်မျိုးကိုနှစ်ပွဲစီ ဟုတ်တယ် တကယ်ပြောလား ပြီးကျွန်တော်အရင်ကြံတာလေးတွေရောအခုဟာတွေအကုန်လုံးတစ်ခါရှင်းပါတယ် တကယ်ပြောလား တကယ်ပေါ့ ဟာဟင်အေးဟုတ်သားပဲငါအိမ်မက်မဲ့နေတယ်မှတ်နေတာဒီနေ့တော့ငါကန်ကောင်းပြီပါဟုတ်အားလုံးစီစဉ်ပေးလိုက်မယ်ခဏစောင့်အကုန်ရှင်းမယ်လေဟေးထူးထူးခြားခြားပါလားဟာဟမ်တီလုံးနီလုံးဟုတ်ပြီဒါလေးတွေရောလုပ်ပေးလိုက်မယ်ဗျာသေးသေးချာချာလေးဒီမှာပဲကြောတုပ်လေးရှိသေးတယ်ဗျာကဲတစ်မျိုးနှစ်ထုပ်စီဆိုတော့ရပြီကဲโอเคအရင်အကျွေးရောအခုလေးလုံးဖို့နဲ့အမီးတွေရောဆိုရင်ဟုတ်တယ်950ဗျာ ခဏရလား အေး900ဟုတ်တယ်ကဲဟုတ်ပါပြီဗျာကဲကျေးဇူးပါကဲတကယ်ချင်းနေနဲ့ရောပါကြီးလာတော့ပြီတော့အေးတေချာမဟုတ်ပြီအေးခင်းဆိုင်တော့ဟဲ့ခင်းဆိုင်အေးပြီအမလေး